မစိတ်တွေဘာဖြစ်နေရလဲကွာမစိတ်ဒီကောင်းရှိပဲရောက်နေတယ်ထောင်ဘယ်ရောက်နေလဲမသိဘူးကွာဟာထောင်ဒီတော့လည်းမရှိဘူးကွာဒီတော့ဘယ်ရောက်နေလဲမသိဘူးကွာထောင်ကတော့ဟောဒီတော့တရားကိစ္စရှိတယ်ဖြစ်မှာအေးထားလိုက်ကွာပြန်လာလိုက်အိတ်တော့ထောင်မင်းပေါ်လာလိုက်တာကွာဟုတ်ကဲ့သူကလည်းကြိုက်နေလို့နေမှာပေါ့။ယောက်ျားကြီးလုံးဝစိတ်မဝင်စားဘူး။ရှင်းနေတော့ထိုးနေပြီပဲ။နောက်တော့နောက်ချလိမ့်ပြီ။မနေ့စားလည်းမရှိပါလားကွာ။ထောင်လှုပ်လာတယ်ထောင်ဟာကိုဒီမှနေပြီထင်တယ်အေးကွာညီ sorry ကွာမင်းငါမိတော့မလို့မင်းငါ့ကိုလာစုံးမနေရတာရောက်ဒီပါကွာမင်းမကြိုက်လားမပြောတော့ဘူးနော်မင်းဘွားပြန်မှာဆိုငါပြောရပါကွာမင်းများလာနင်အဲ့ဘက်တော့မင်းငါရေတော့ပြီးမစောင့်နေရရပါရဲ့ဟာနင်နောက်ဆိုလို့ရှိရင်တည်းရက်တဲ့အလောက်ကြီးတွေမူအောင်တောက်မှန်းတယ်နော်ထောင်အေးဒီနေ့တည်းဒီကောင်ပြန်မလာဘူးထင်ပါတယ်ကွာမစိတ်တွေဘာဖြစ်နေရလဲကွာမစိတ်ဒီကောင်းရှိပဲရောက်နေတယ်ထောင်ဘယ်ရောက်နေရလဲကွာမမှားပါလေကွာငါမင်းပေါ့ပြောဆိုဆက်ဆက်ခဲ့တယ်ငါအရမ်းမှားတယ်ငါသိပါတယ်ထောင်မင်းရမ်းတတိရတယ်ကွာမင်းမရှိငါအဆင်မပြေဘူးငါသိတယ်ငါမင်းရှာမရမယ်ထောင်ငါရှာမရမယ်မင်းကွာမင်းကချစ်ပါတယ်မင်းစိတ်ဆိုးလို့ပြောနေရမှာလားထောင်မင်းမှတ်ထားမင်းကငါဘယ်တော့မှမချစ်ခဲ့ဘူး